ရိသတ်ကိုဒူးထောက်တောင်းပန်လိုက်တဲ့အောင်စဘူးတောင်းပန်ရတာများတော့ရှက်လာပြီတဲ့ကိုအမားကိုတိလို့တောင်းပန်တာမင်္ဂလာတပါးပါတရားစွဲခံရကိန်းရှိတယ်ပြောလို့စိတ်မကောင်းပါဘူးအောင်စဘူးကအရန်အောင်မြင်လာတော့ဝေဖန်သူရှိမယ်ကဲရက်သူရှိမယ်အပြစ်မြင်သူရှိမယ်ချီးမွမ်းသူရှိမယ်အားပေးသူရှိမယ်အားမငယ်ပါနဲ့ဆက်ကြိုးစားပါအောင်မြင်လို့တိုက်ခိုက်ခံရတယ်လို့စဉ်းစားပါနောက်တူညီတဲ့အမှားမျိုးမဖြစ်အောင်သင်ခန်းစာယူပါဘလို့ဇက်ကတင်လဲဘလို့ဟာတာတွေဖြော့ပြတင်လဲဆိုတာကိုထက်ဝါရင်ဆရာတွေကိုမေးမြန်းပြီးဖြော့ပြတင်ပါတယ်စိတ်တက်မကြပါနဲ့နော်အောင်စဘူးကနာမည်ကြီးအောင်မြင်နေတဲ့သူမို့ဘာလို့လူတိုင်းကစောင့်ကြည့်နေကြလိမ့်မယ်အမားကြုံမှုမှာရေရှည်မှန်မှန်ကန်ကန်ရက်တည်နိုင်ပါပါစူးစားပါစပူလေးတွေအားပေးနေမတန်ဆွမ်းညီကိုမောင်နှမတွေမိသားစုတွေကိုထိခိုက်စီလိုသောဆန္ဒအလင်းတကယ်မရှိပါဘူးကျွန်တော်မမှားဘူးမပြောဘူးနော်မှားကောင်းမှားလိမ့်မယ်မှားကောင်းမှားလိမ့်မယ်အမြင်မတူတော့ပေါ့လေရှစ်မှာလဲလူရှင်တော်ကြီးတွေဆိုရဲလေကျွန်တော်တို့မမျိုးလေးတွေကအပျော်သဘောနဲ့လှုပ်ခဲ့ကြတာတွေအများကြီးပဲကျန်တဲ့သူလို့ရင်အဆင်ပြေတယ်အောင်စပူလို့ရင်အဆင်မပြေဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်လာစိတ်မကောင်းဘူးဖြစ်နေတာပေါ့လေအလုပ်လုပ်ရတာလဲတိတ်မပျော်တော့ဘူးဖြစ်ဝေဖန်ပြီးတော့အကြံပြုတ်ပေးစီခြင်းစိတ်တက်ကြသွားအောင်လို့သိရမလားဆက်ပြီးမရက်တီခြင်းတော့လောက်အောင်ဒါမျိုးတွေတော့မလုပ်စီခြင်းအခုဆိုကျွန်တော်ဘွဲရလူရှင်တော်တွေဆိုကျွန်တော်တော်တော်သနာရတယ်သူတို့ဘာမှမပြောရတော့အဲ့လိုဖြစ်သွားတယ်ကျွန်တော်နုညွတ်တောင်းပန်ပါတယ်ကျွန်တော်ထပ်ပြီးတော့တောင်းပန်ပါတယ်တကယ်နုညွတ်တောင်းပန်ပါတယ်ကျွန်တော်လည်းဘယ်လိုပြောမလဲကြာလာတော့တောင်းပန်ရတာများလာတယ်ကျွန်တော်လည်းနည်းနည်းတော့ရှက်လာတာပေါ့လေနော်ဘာလို့လဲဆိုတော့ဒီစကားကသူများကိုပုတ်ခတ်ပြီးပြောတာမဟုတ်ဘူးလေကျန်တဲ့သူလို့ရင်အဆင်ပြေတယ်အောင်စပူလို့ရင်အဆင်မပြေဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်လာအဲ့ဒီပုံမှာတော့ကျွန်တော်နည်းနည်းလေးတော့စိတ်မကောင်းဘူးဖြစ်နေတာပေါ့လေအလုပ်လုပ်ရတာလဲတိတ်မပျော်တော့ဘူးကျွန်တော်ဘယ်လိုဖြစ်ဟုတ်